ဘဲဦးတလုံး ဖေးရတော့ကောင် ဟောဖိနဲ့မေကြီးကဘဲဦးမကြိုက်ဘူးအနည်းနဲ့ပဲနေစားလိုက်တော့မယ်ဆံမွေးရောက်တဲ့ဟာသားကြီးရဲ့ကျွေးရိုးတွေမဟုတ်ဘူးဂုံသုံးမလာတော့ပါတယ် လာစားရ မေး ရှမ်း ဘဲဦးကနှလုံးနဲ့လား အော်ရကြရင်မှမှလေးရှိရနေချက်ထားလေ အမအဆိုလဲတားနဲ့တမီပဲကျွေးလိုက်ပါငါတို့ကအနည်းနဲ့ပဲနေစားရအောင်နော် ပါပြီတော့မင်း ဟောတားနဲ့တမီ ဖိတာပိုင်းစာနေပြီ အစင်တစ်ဒီမှာငါသားလေးကအစင်တစ်ရလို့ငါသားလေးအတွက်ဘဲဦးတလုံးဒီကငါသမီးလေးကလည်းစာတော်လို့တရားတော်လို့ဖေးရဆုချတာဘဲဦးတလုံး ဖေးရတော့ကောင် ဟောဖိနဲ့မေကြီးကဘဲဦးမကြိုက်ဘူးအနည်းနဲ့ပဲနေစားလိုက်တော့မယ်နော်ငါသားနဲ့ငါသမီးပဲစားကြဟုတ်ပြီ လာကြမ်းမဒါ ဒါဖိတယ်တော့တယ်သူစားမယ်လေဖိရတယ် ဟုတ်တယ် ဟော ကိုအိတ်ချင်နေပြီလားကိုရဲ့ကိုအိတ်ချင်တော့အဲ့တော့လေကျမစောင့်ပေးလိုက်ပါမယ် ဩရပါရဲ့မိမရကိုမအိတ်ချင်ပါဘူးနည်းနည်းလေးငိုက်သွားတာပါ ဟေးအိတ်ချင်သွားရတော့လေဖိကတနည်းကုန်လဲလှုပ်တွေလှုပ်ထားဆိုတော့ပြင်းမဲနေရော ရပါရဲ့ဖိမအိတ်ချင်ပါဘူးဖေးကဘာမှမဖြစ်ဘူးဒီတော့ကတော့အေးစိငါသားနဲ့ငါသမီးလောက်ဖေးဘယ်မှရေးမကြည့်ဘူးနော် ရပါတယ်ဖေကြီးရဲ့မေးလက်သွားရတော့ဒီမှာကိုကြီးရှိရဲ့လိစာကြက်လိုက်တော့ မလေးတားဖားရဲ့ချစ်နေကြတာအဲ့ဆိုလေကျမလက်ဖက်တုပ်လေးတော့တုပ်လိုက်အောင်မယ် ကောင်းပါပြီမိမရဲ့ဒီလိုလိုက်သိမှပေါ့ ဟာမေးတာပိုင်းစာနေတော့ပဲမီးမြန်လေးလုပ်ပြီနော် ပါပြီတော့ စာကြက်တာနဲ့စားကျင်တာမမြင်ရတော့ လုပ်လဲမြန်မစားကြ ကဲစားကြစားကြ Baby, you me, baby. မေး နေ ဖိရလဲအောင်စင်းတော့ချလိုက်တာဗျာတာရင်ခုန်လိုက်တာအောင်မမလား မလေးအောက်မှာပါငါသားလေးကငါသားလေးစတော်တဲ့ဥစ္စာကို အေးလေကိုကြီးကစားတော့တာပဲအောက်မှာပေါ့ညီမလေးခလိုက်ကြလဲဘလို့လာမလဲမသိရှင်းနေခုံလိုက်တာ အေးပါ ကဲအမေကတော့ယုံကြည်ပြီးသား ငါသားကြီးငါသားကြီးမင်းဆံမွေးရောက်တဲ့ငါသားကြီးရဲ့ကျွေးရိုးတွေမဟုတ်ဘူးဂုံသုံးမလာတော့ပါတယ် အဲ့ဒါဖိရ ရောင်လန်းတွင်နေဖြတ်ခါလေးကြောတက်ကလောကရန်တွေတန်ဖိုးကရဲရဲနဲ့ ဖိဘာလို့နေရလဲတာအကြောင်းမသွားတက်မှလीတာအကြောင်းပြင်ဖိစီပြန်လာမှတာဖိနဲ့မကြီးလှုပ်ကြည့်ဦးမှာဖိရတာအကြောင်းသွားတက်အောင်စိတ်မဖြောင်းလုပ်ပါနဲ့ဖိရ ဟုတ်သားပဲကိုကလည်းကလေးကចောင်းတော့တက်မဲ့ဥစ္စာကိုစိတ်မကောင်းဖြစ်အောင်လို့ငိုပါနဲ့ကိုရေးစိတ် ငါငိုချင်လို့ငိုတာမှမဟုတ်တာမိမရဲ့ငါစိတ်မကောင်းဖြစ်နေလို့ငိုတာပါဟာငါသားရောနောက်နေ့ဆိုရင်တာညမလေးကမြို့ချောင်းကိုတွားတက်တော့မှာအဲ့ချိန်ကငါသားညီမလေးကိုလည်းစောင့်ရှောက်ရမယ်နော် ဖိချပါဖိရ နောက်ပြီးအဖေမကျင်တာငါသားဖေလို့စီကိုမကြလားလေနော်အဖေနဲ့မေမြဲတမ်းစောင့်ကြိုနေမယ်နော်သား ဟုတ်ကဲ့ပါဖိရတာအကြောင်းမိတ်တယ်ဖိနဲ့မေးစီလင်းလာမယ်နော်အဲ့ဒါတောင်းရမယ်နော်ဖိနဲ့မေးချောင်းကြီးစားအောင်နော်ဒီမလေးလည်းကြီးစားရမယ်နော် စိတ်သွားနော်ငါသား တောင်းရမယ်တက်တာ ခဲ့သူအဖေကိုတကတမတွေထုံးနေတဲ့ကြောတွေဘဝရဲ့တရားတွေဘဝရဲ့တရား